အားလုံးပဲမင်္ဂလာပါစိန်ထော channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီ laptop version ဒီ PC version တွေမှာဒီ webcam camera ကိုအသုံးပြုလို့မရတဲ့အခါမျိုးမှာကျွန်တော်တို့ဖုန်းနဲ့အလွယ်တကူပေါ့နော်ဘယ်လိုမျိုးအသုံးပြုသွားမလဲဆိုတဲ့အကြောင်းလေးကိုမျှဝေပြီးတော့မှဖြစ်ပါတယ်ဆိုတော့ကြည့်လိုက်ကြရအောင်ပထမဆုံးကျွန်တော်တို့ဒီ software တစ်ခုကိုတောင်းဖို့လိုပါမယ်ကျွန်တော်တို့ဒီသွားနေကြပေါ့နော် browser တစ်ခုကိုဝင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ ivcam for PC ပေါ့နော်ဒါလေးကိုရိုက်ရှာလိုက်မယ်ရိုက်ရှာလိုက်လို့ရှိရင်ဒီမှာ E2 ESOFT ပေါ့နော်ဒီ version တွေပေါ့နော်ဒီ software အကုန်လုံးဒီပါအတူတူပဲပေါ့နော်ဆိုတော့ဒီတိတ်ဆုံးလေးမှာပေါ်တဲ့ဒီဟာလေးကိုနှိပ်လိုက်မယ်ပြီးကျွန်တော်တို့ကအခုသုံးမှာကကျွန်တော်တို့ PC မှာသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အောက်ကနေရှာလိုက်လို့ရှိရင်ကျွန်တော်တို့ဒီ download for window ပေါ့နော်ကျွန်တော်တို့ window ကိုနှိပ်လိုက်ပါမယ်ပြီးကျွန်တော်တို့ခဏလေးစောင့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဆွဲနေပြီပေါ့နော်ကျွန်တော်ကတော့ဒီဆွဲတဲ့အချိန်ကြာမှာဆိုတော့နော်ကျွန်တော်ကတော့ဒီဂျုံမှာဆွဲတာဖြစ်ပါတယ်ဆိုတော့ဒီဟာလေးပြည့်သွားပြီဆိုလို့ရှိရင်ပေါ့နော်ပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကွန်ပျူတာရဲ့ဒီ download folder လေးထဲမှာတော့မှရှာလို့ရပါတယ်ပေါ့နော်ပြီးရင်ဆွဲပြီးတော့ပြီဆိုရင်ကျွန်တော်တို့စပြီးတော့ install လုပ်ပါမယ်ဒါကိုနှစ်ချက်နှိပ်ဖွင့်တာမျိုးဖြစ်ဖြစ်ဒါမှမဟုတ်ဒီ right click နှိပ်မှာ open လုပ်လိုက်တာမျိုးဖြစ်ရပါမယ်ပြီးရင်ကျွန်တော်ဒီမှာ okay ဆိုတာလေးနှိပ်ပါမယ်ပြီးရင် I accept the agreement ဆိုတာလေးကိုနှိပ်ပါမယ်ပြီးရင် next လေးကိုဆက်သွားမယ်ပြီးရင် next ပဲဆက်ပြီးတော့ next ကိုသွားမယ်ပြီးရင်ဒီမှာသူကအမှန်ကိုသူ auto ချစ်ထားပြီပေါ့နော်ဒါဒီတိုင်းလေးပဲ next လေးပဲပြန်သွားမယ်ပြီးရင် install ဆိုတာလေးကိုနှိပ်ပါမယ်ပြီးရင်ခဏလေးစောင့်လိုက်ပါမယ်Okay ကျွန်တော် finish ဆိုတာလေးပေါ်လာပြီပေါ့နော် finish ဆိုတာလေးပေါ်လာပြီကျွန်တော်တောင်း minimize ပြန်လုပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီကွန်ပျူတာမှာဒီ ivcam ဆိုတဲ့ဒီ software တွေထွက်လာပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအခုကျွန်တော်ဒီလိုမျိုးအနေထားရောက်ပြီဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာလည်းဒီ software ကိုပြန်ပြီးတော့ install လုပ်ပါမယ်ဟုတ်ပြီကျွန်တော်တို့ဒီဖုန်းထဲမှာကြာကျွန်တော်ဘယ်လိုသုံးမလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီ Play Store ပေါ့နော်ဒီ application တွေကို download ဆွဲတဲ့ဒီ Play Store တနေရာပေါ့နော်ဒီ iPhone တွေသုံးတဲ့ဒီမှာကကြာတော့လေဒီ App Store မှာတွားပြီးတော့ download ဆွဲလို့ရပါတယ်ဆိုတော့ကျွန်တော် Play Store ဝင်လိုက်မယ်ဝင်လို့ရှိရင်ကျွန်တော်တို့ဒီမှာ search bar မှာကျွန်တော် ivcam ပေါ့နော် ivcam webcam Android ပေါ့နော်ကျွန်တော် Android phone ဆိုတော့ Android ဆိုရနေမယ်ကျွန်တော်ကတော့ကျွန်တော် download လုပ်ထားပြီပေါ့နော် install လုပ်ထားပြီဆိုတော့ကျွန်တော်တို့ဒါလေးကို open မဲ့နေလိုက်ပါမယ်ပေါ့နော်ကြည့်လိုက်မယ်ဆိုရင်ပေါ့နော် okay နော်တိပါမယ်နော်ဒီလိုပုံစံတိပါမယ် okay ဆိုရင်ဒါဆိုရင်တော့ကျွန်တော်တို့အသုံးပြုလို့ရပါပြီခင်ဗျာဆိုတော့ဒီမှာကျွန်တော်တို့ဒီလိုပုံနေပါနော်ဆိုရင်ကျွန်တော်တို့စတင်ပြီးတော့အသုံးပြုလို့ရပါပြီဆိုတော့ဒီနေ့ကျွန်တော်ပြောပြပေးတော့တဲ့အကြောင်းအရင်းကိုလိုက်လို့ကြည့်ပြီးမှအဆင်ပြေတော့ကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ